နာမိုင်းမင်္ဂလာပါဒီနေ့တခြင်းဆိုမဲ့ကောင်းစရာတော့အသက်တင်နေရှင်ပါဆိုတဲ့တခြင်းဖြစ်ပါတယ်ဒီတခြင်းဟာဘုရားပြည့်တဲ့တခြင်းပြည့်တယ်လို့ပြောရှင်ပါတယ်